ဘေရင်ရပြောရဟင်းအင်္ဂါနဲ့စနေပေါင်းဖယ်ပြီးဆိုတာနဲ့သူတို့နှစ်ယောက်လုံးကအားကောင်းတဲ့သူနေရှိပဲလို့အလွယ်မှထားနိုင်ပါတယ်ဒီတော့ဆရာကြီးနှစ်ယောက်ပေါင်းတာထင်လို့အစပိုင်းမှာတော့ရန်များနိုင်တယ်လို့အားပြိုင်မှုများရှိတတ်ပြီးတယောက်နဲ့တယောက်အချော့ပေးဖို့ခက်ခဲတတ်တာမှုဖြစ်တတ်ပါတယ်မတက်အတူနေပုံစံလူပြောရမှာပေါ့ဒါပေမဲ့အန်အောစရာကောင်းတာကအဲ့ဒီလိုပြဿနာလေးတွေတက်ပြီးပြန်အဆင်ပြေသွားပြီဆိုတာနဲ့စီးပွားရေးကရုတ်တရက်စီးပွားရေးထိုးတတ်ပတ်စံတွေအယမ်းဝန်တာမျိုးတွေလည်းတချို့စုံတွဲတွေမှာဖြစ်တတ်ကြပါတယ်တတိထားရမှာကသူတို့နှစ်ယောက်ဟာမိသားစုအတိုင်းဝိုင်းနဲ့ပတ်သက်လာရင်ဒါမှမဟုတ်အသက်လျော်အရန်ကွာသွားရင်ပိုပြီးရန်ဖြစ်ရတတ်လို့နည်းနည်းတော့ခက်ခဲတဲ့စုံတွဲလို့တတ်မှတ်နိုင်ပေမဲ့လုံးဝပေါင်းဖက်လို့မရနိုင်မျိုးမဟုတ်ပဲပြည်လည်အောင်ဖြည့်ရှင်းလို့ရတဲ့ဆက်ဆံရေးမျိုးပါပဲဒါကြောင့်ဒီအတွက်ကအချစ်ရေးမှာစင်ခေါ်မှုတွေရှိပေမဲ့စီးပွားရေးမှာတော့တယောက်နဲ့တယောက်အားပေးကြတဲ့စွမ်းအင်မျိုးပိုင်ဆိုင်ထားတယ်လို့ဆိုနိုင်ပြီးတယောက်ရဲ့အားတာချက်ကိုတယောက်ကနားလည်ပေးနိုင်ဖို့ကတော့အရေးကြီးပါတယ်စနေနဲ့အင်္ဂါကပေါင်းသင်းဆက်ဆံရေးကိုသတိနဲ့တီဆော့သွားဖို့လိုအပ်ပေမဲ့စိတ်ရှည်တီးကန်ရည်ပေါင်းဖက်လို့ရပါတယ်ဒါနဲ့ဟောစာတန်းတွေကိုအမြဲတင်ဆက်ပေးမှဖြစ်လို့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်